အတိတရားရှိသူတို့ဤစိတ်နေသဘောထားတရားဒေသနာတော်ဘုရားမြတ်စွာဤမဟာကရုဏာကုံအာယုပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်ဓမ္မသဘင်ကိုစတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ခြေသိမ့်နေကမှာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကိုအထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ပံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒသဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုအတိတရားရှိသူတို့ဤစိတ်နေသဘောထားလောကမှာလူတွေပြောကြတယ်ဒီလူကတော့အတိတရားမရှိဘူးဒီလူကတော့အတိတရားရှိတယ်ဘာကိုရည်ညွှန်းပြောနေကြတာလဲအတိတရားဆိုတာဘယ်ရာကိုခေါ်တယ်လဲလို့ခြုံငုံသုံးသပ်ကြည့်ဖို့လိုတယ်အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားလူတယောက်မှာအတိတရားမရှိခင်ကစိတ်နေသဘောထားကဘယ်ပုံရှိပြီးအတိတရားရှိပြီးတဲ့နောက်မှာစိတ်နေသဘောထားပြောင်းလဲလာမှုကဘယ်လိုလဲလို့ကိုယ်ဆန်းစစ်ပြီးတော့ကြည့်တင်တာပေါ့အတိတရားလို့ဆိုတာအမှန်ကန်စဉ်းစားနိုင်မှုအခြေခံအားဖြင့်ပြောရမယ်ဆိုရင်တော့လူမှုရေးရနဲ့ပတ်သက်တဲ့အတိတရားဆိုတာတစ်မျိုးအခြေခံအဆင့်အတိတရားတစ်မျိုးထို့တဲ့အဆင့်မြင့်သွားတဲ့အတိတရားကတစ်မျိုးလို့အတိတရားကိုအကျဉ်းပြင်းအားဖြင့်အဆင့်2မျိုး level 2မျိုးခွဲပြီးတော့ကြည့်လို့ရတာပေါ့လူတွေဆိုတာအခြေခံအဆင့်ဆိုတာရှိကိုရှိရအခြေခံအဆင့်မှာအတိတရားမရှိဘဲနဲ့အဆင့်မြင့်မှာအတိတရားရှိတယ်ဆိုတာမဖြစ်နိုင်ဘူးเนาะမှန်ပါပါဗျာအခြေခံအဆင့်ပြည့်စုံပြီးသားပုဂ္ဂိုလ်များတာလဲအဆင့်မြင့်အတိတရားဆိုတာဖြစ်နိုင်တယ်အဲ့တော့အတိတရားလို့ဆိုသည့်နေရာမှာအမျိုးမျိုးရှိနိုင်တယ်လို့ဒီလိုမှတ်ရမယ်အတိတရားဆိုတာအခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတိုင်းမှာရှိတဲ့အခြေခံအတိတရားဆိုတာဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုယ်ချင်းစာတရားပဲလောကမှာကိုယ်ချင်းစာတရားထားတတ်တဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်သားရဲ့ခံစားချက်ကိုသိပြီးတော့မကောင်းတဲ့အလုပ်မလုပ်တဲ့သူတော်ကောင်းမျိုးဖြစ်တတ်တယ်မကောင်းတဲ့လူတွေလူဆိုးလူမိုက်တွေလူရန်ကားတွေအတိတရားမရှိတဲ့လူတွေဆိုတာကိုချင်းစာတရားမရှိတဲ့ပုဂ္ဂိုလ်တွေလို့ပြောရမယ်နော်မှန်ပါပါဗျာကိုချင်းစာဆိုတာဘာကိုခေါ်တာတော့ဆိုရင်ကိုနဲ့နှိုင်းစာပြီးတော့ကြည့်တယ်အဲ့တော့ကိုနဲ့နှိုင်းစာကြည့်တယ်ဆိုတဲ့နေရာမှာ
ဘယ်လိုအစဉ်မျိုးကိုပြောတာတော့ထပ်ပြီးတော့ခွဲလို့ရသေးတယ်ကိုယ်နဲ့နှိုင်းစာရမယ်ဆိုလို့ရှိရင်ဥပမာပဲမကောင်းတဲ့အလုပ်လောက်ကင်စားတော့တဲ့ပုဂ္ဂိုလ်တယောက်ကကိုယ်နဲ့နှိုင်းရမှာလားနော်မကောင်းတဲ့လူတယောက်ကကိုယ်နိုင်နှမ်းပြီးတော့ကိုချင်းစာရမှာလားဒီလိုဟာမျိုးမဟုတ်ဘူးနော်ကိုချင်းစာဆရာကိုချင်းစာတရားဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအတုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုယ်နဲ့ရှင်းရှင်းပြီးတော့ကြည့်ရမယ်ကိုယ်အကြိုက်နဲ့ရှင်းရှင်းပြီးတော့ကြည့်အများရဲ့စိတ်ဆန္ဒအများရဲ့ကြိုက်နှစ်သက်မှုကိုရှင်းပြီးတော့ကြည့်ရမယ်ကိုယ်ကြိုက်နှစ်သက်တာနဲ့ရှင်းပြီးတော့ကြည့်ရမယ်ဆိုပါစို့လူတယောက်ကအရက်တောက်ချင်အရက်ကြိုက်တယ်သူလည်းတောက်ချင်တောက်ပါစေဆိုတာဒါကိုချင်းစာတရားတော့မဟုတ်ဘူးဒီဟာမျိုးဆိုလိုတာမဟုတ်ဘူးနော်မှန်လားပါဗျာဒီလိုဟာမျိုးဆိုလိုတာမဟုတ်ဘူးအခြေခံအဆင့်ကဘယ်လိုပြောရမလဲလို့ဆိုရင်လူတိုင်းဟာဒုက္ခကာမဒုက္ခပฏิကူလချမ်းသာတာကြိုက်တယ်တဲ့ဆင်းရဲတာမကြိုက်ဘူးဆင်းရဲမှုကိုယုံမုန်းတယ်ဘယ်သူပဲမေးလိုက်ပြီးတော့လူရှိသမျှကိုအကုန်စစ်တမ်းထုတ်ပြီးတော့မေးရင်ဒုက္ခကာမစိတ်ပုံမှန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလိုက်မေးမယ်ဆိုရင်ဒုက္ခကာမချမ်းသာခြင်းနဲ့အေးချမ်းသာတယ်ဆိုတာပတ်စံချမ်းသာတာကိုပြောတာမဟုတ်ဘူးနော်မှန်လားပါဗျာလူဆိုတာဘဝမှာအစဉ်ပြေလေးနေခြင်းတာချမ်းသာခြင်းနဲ့အေးစစ်စစ်နေခြင်းနဲ့အဲ့ဒီချမ်းသာမျိုးကိုပြောတာမှန်လားပါဗျာပတ်စံချမ်းသာတာကစိတ်ချမ်းသာတာမဟုတ်ဘူးတခြားစီနော်မှန်လားပါဗျာအေးဒါကြောင့်မို့ဗမာစကားမှာသွားပြီးတော့ရောတတ်တယ်လူချမ်းသာနဲ့သွားပြောလို့ရှိရင်ပတ်စံရှိတဲ့လူကိုလူချမ်းသာလို့သွားတွက်တတ်တယ်အဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးမှန်လားပါဗျာမိမိအစဉ်တန်းလိုက်ဘဝမှာစိတ်ချမ်းသာကိုချမ်းသာနေတာဟုတ်ဒါစိတ်ချမ်းသာတယ်လို့ခေါ်တာပဲပတ်စံတွေဘလောက်များနေစိတ်ချမ်းသာခြင်းမှာချမ်းသာတယ်လေငွေကြေးတွေကထောင်တောင်းသိန်းပေါင်းထောင်တောင်းရင်းနှီးထားတယ်အဲ့ဒီအလုပ်တစ်ခုမတော်တဆပျက်စီးသွားမှကိုအမြဲတမ်းစိုးရိမ်နေရတယ်ဟောချမ်းသာတဲ့ငွေချမ်းသာတဲ့ပုဂ္ဂိုလ်ကထိုငွေတွေဆုံးရှုံးမှအမြဲကြောက်နေရတယ်မှန်လားပါဗျာအဲ့ဒါချမ်းသာမဟုတ်ဘူးပတ်စံချမ်းသာတာမဟုတ်ဘူးတကယ်စစ်ချမ်းသာတာကအဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးတဲ့မိသားစုဘဝမှာဗာနဲ့ပဲနေရစာဝတ်နေရေးလေးပြည့်စုံနဲ့မတောင်းမတမကြောင်းမကြနဲ့အေးသက်သာချမ်းသာနေနိုင်ရတယ်ဆိုတာမျိုးကိုဆိုလိုတယ်တဲ့အဲ့တော့လူတိုင်းဟာချမ်းသာခြင်းကြခုနငွေရှာတဲ့ပုဂ္ဂိုလ်တွေကလည်းချမ်းသာခြင်းလို့ရှာတာကတော့ချမ်းသာခြင်းနဲ့သို့တော့ချမ်းသာခြင်းလို့ရှာပေမဲ့လို့ချမ်းသာတယ်တွေ့သလားဆိုချမ်းသာတယ်မာတာတွေမဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေလည်းအများကြီးတွေ့ရတာပေါ့အေးဒါကြောင့်စိတ်ချမ်းသာမှုဆိုတာတစ်ခုနဲ့တစ်ခုမတူဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကတာကဝင်တွေကအလှဲ့ကျခုခေတ်လို့ပြောမယ်ဆိုရင်တော့တပါတီစနစ်လူမျိုးတစ်မျိုးကအုပ်စိုးတာကို oligarchy system လို့ခေါ်တယ် monarchical system ဆိုတာဧကရာဇ်ဘုရင်တွေအုပ်စိုးတာဘုရင်တဦးတည်းကနေပြီးသားစဉ်မျိုးဆက်အုပ်စိုးသွားတာmonarchical system လို့ခေါ်တယ်ဘုရားလက်ထက်ကဗိမိတာရတို့ကောသလတို့အဲ့ဒီစနစ်နဲ့အုပ်စိုးတာသူတို့သားစဉ်မြေဆက်ဘုရင်အုပ်စိုးတာဘုရားရဲ့အမျိုးဖြစ်တဲ့တာဂီဝင်တွေတို့ဟိုဝေဒာလီယပြည်ကလိษဝီတို့ဘုရားပြိဋိဘံဆိုင်ရာရက်ကမန္လာတိုင်းကမန္လာမင်းတွေတို့ဆိုတာတွေက oligarchy system လို့ခေါ်တယ်ခုခေတ်လို့ဆိုရင်တော့တပါတီအုပ်စိုးတယ်လို့ဒီလိုပြောနော်မှန်လားပါဗျာလူမျိုးတစ်မျိုးကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အုပ်စိုးတဲ့စနစ်ပေါ့ခုခေတ်က Republican ဆိုတာတွေနဲ့ခတ်ဆင်ပေါ့သို့တော့မဲနဲ့တင်မြှောက်ထားတာမဟုတ်ဘူးသူတို့လူမျိုးအုပ်စုကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အလှည့်ကျခုခေတ်လို့ပြောမယ်ဆိုရင်အလှည့်ကျဥက္ကဋ္ဌပေါ့အလှည့်ကျသမတနဲ့သွားတာမျိုးအေးအဲ့ဒီထက်မဲ့တာကဝင်မင်းတွေထဲမှာအလှည့်ကျပြီးတော့ဥက္ကဋ္ဌလုပ်နေရတဲ့ဗတ္တိယဆိုတာသူ့ရဲ့တငယ်ချင်းအနုရုဒ္ဓကနေပြီးတော့အတင်းဆွဲပြီးတော့သင်္ကန်းဝတ်ရအောင်ပြောတော့နောက်ဆုံးကိုတငယ်ချင်းကိုခင်မင်နာနဲ့ဥက္ကဋ္ဌသမတယာတုကိုစွန့်ပြီးတော့သူပဲသင်္ကန်းဝတ်သွားတယ်
တူတူသင်္ကန်းဝတ်လိုက်ကြတယ်အနုရုဒ္ဓတို့ဗတ္တိယတို့အာနန္ဒာတို့ဘဂုတို့ဒေဝတတ္တတို့ဆိုတအုပ်စုတွေသင်္ကန်းဝတ်လိုက်ကြတာအဲ့တုန်းအဲ့ဒီမဲ့ဗတ္တိယကလက်ရှိယာတုတစ်ခုကိုစွန့်လွတ်ပြီးတော့သူသင်္ကန်းဝတ်လိုက်တော့မြတ်စွာဘုရားတရားတော်မှာကျင့်လိုက်တဲ့အခါတရားအသိရှိသွားပြီယဟန္တာဖြစ်သွားတဲ့အချိန်ကနေပြီးတော့သူတစ်ပါးတည်းနေတဲ့အခါမှာနှုတ်ကနေမကြာခဏသူကနှုတ်ကနေပြီးတိုးတိုးနဲ့ပြောနေတတ်တယ်ဘာပြောတော့ဆိုအဟောဒုက္ခံအဟောဒုက္ခံချမ်းသာလိုက်တာနော်ချမ်းသာလိုက်တာဒီဘဝကိုငကိုတော့သူမလာခြင်းဘူးတိုင်းပြည်ကိုအုပ်စိုးရတဲ့ဘဝကိုပဲသူကြိုက်တယ်ဒီယဟန်ဘဝကိုသူမလိုလားဘူးသို့တော့တရားအသိရှိလိုက်တဲ့အခါကျတော့သူစိတ်နေသဘောထားတွေပြောင်းသွားတယ်ပြောင်းသွားပြီးတော့သူဘာပြောတော့ဆိုချမ်းသာလိုက်တာချမ်းသာလိုက်တာသူစိတ်ထဲမှာလာရနောက်တောင်ကျသွားတယ်လို့ထင်တယ်ဟုတ်ကဲ့မှန်ပါဗျာခုမှချမ်းသာတာအလုံးကိုစွန့်လွတ်လိုက်တယ်စွန့်လွတ်ပြီးတော့ယဟန်ဘဝကူးပြောင်းပြီးတရားအသိတွေရသွားတဲ့အချိန်မှာချမ်းသာလိုက်တာဆိုတော့ဘေးကပုဂ္ဂိုလ်တွေကအေးဒီယဟန်ကအမြဲတမ်းသူကချမ်းသာလိုက်တာပြောတာလူဘဝတုန်းကမင်းစည်းစိမ်မျောလင့်ပြီးတော့သူကချမ်းသာတာနဲ့ညီးနေတာလားအဲ့ဒါကိုပြန်ပြီးရကြလို့များနောက်ကြောင်းပြန်နေတာလားလွမ်းတနေတာလားလို့ဘေးကထင်ညတဲ့မှန်လားပါထင်တဲ့အခါကျတော့မြတ်စွာဘုရားကိုသွားလျှောက်ကြတယ်ဗတ္တိယကဘယ်နေရာဖြစ်ဖြစ်သူပါဇက်ကချမ်းသာလိုက်တာပြောနေသူဘာရည်ပဲပြီးပြောတာတော့ဆိုတော့ဘုရားကရှင်းအောင်လို့ခေါ်မေးတယ်နေပါအောင်ဗတ္တိယချမ်းသာလိုက်တာလို့နှုတ်ကမကြာခဏပြောရအောင်ဘာကိုရည်စူးတာတုံးလို့ဆိုအရှင်ဘုရားတဲ့တပည့်တော်တိုင်းပြည်မှာဘယင်လုံနေတဲ့အချိန်ဥက္ကဋ္ဌသမထယာတုရနေတဲ့အချိန်တုန်းကတပည့်တော်အဆောင်လျှောက်တွေချထားပါရဲ့တန်းနဲ့တပည့်တော်အိတ်ကောင်းခြင်းမအိပ်ရဘူးဗျာတဲ့အမြဲတမ်းတတိရှိနေရတယ်ပေါ့ငါများဘသူကလာပြီးတော့လောက်ကြမှာတော့လို့စွန့်ရင်တကြီးဖြစ်နေတယ်ငါ့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တွေကငါမြတ်လာဒုက္ခပေးမှလားနဲ့အမြဲတမ်းဘယ်သူမှမယုံရဘူးကိုနားနေတဲ့လူတောင်ကိုကမယုံဘူးကိုသက်တော်ဆောင်တောင်ကိုမယုံဘူးဖြစ်နေအဲ့ဒီတော့ကကြောက်လန့်နဲ့ကောင်းမွန်မအိပ်ရဘူးအမြဲတမ်းတတိရှိနဲ့နေရတဲ့ဘဝကြီးတဲ့အခုကျတော့တပည့်တော်ဘယ်သူမှလည်းကြောက်စရာမလိုတော့ဘူးဘယ်နေရာနေတပည့်တော်ဘာအန္တရာယ်မှမရှိဘူးခုမှလွတ်လပ်ပြီးတော့ချမ်းသာတဲ့ချမ်းသာကတကယ်ကိုဝိမု ക്തി ဒုက္ခအလုံးလွတ်ကင်းသွားတယ်စိတ်နေထားကလည်းလွတ်သွားတယ်ဘာမှတွေ့တာစရာမရှိဘူးမိသားစုပေါ်မှာလည်းမတွေ့တာတော့ဘူးကိုယ့်ကိုယ်လည်းမတွေ့တာတော့ဘူးလုံးဝကြီးလွတ်ကင်းချမ်းသာတာခုမှချမ်းသာတာဒီချမ်းသာရတာတပည့်တော်နောက်ကျလိုက်တာလို့ဒါကိုရည်ရွယ်ပြီးတော့တပည့်တော်ချမ်းသာလိုက်တာလို့ပြောတာပါတဲ့ကဲတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားကမရှိခင်ကသဘောထားနဲ့မကွာဘူးလားကွာခြားပါတယ်ဗျာမရှိခင်တော့ကဒါကိုပြင်းစရာကြီးလို့ပဲထင်တာပဲလေမှန်လားပါဗျာမိသားစုဘဝဆွန့်လွတ်ပြီးတော့တရားဓမ္မကျင့်ဖို့တောတဲ့တောင်နဲ့ထွက်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးတရားအသိမရှိခင်ကအလွန်ပြင်းစရာကောင်းတဲ့လုပ်ငန်းကြီးတစ်ခုပဲလို့ဒီလိုမြင်ခဲ့တယ်တရားအသိလည်းရှိလိုက်ရောအဟောဒုက္ခံချမ်းသာလိုက်တာဆိုတာဟောတရားသိသူအသိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ဒီသဘောထားအမတန်မှထူးခြားတယ်ဒါကအခြေခံသဘောတရားမဟုတ်ဘူးအတော့အဆင့်မြင့်သွားတဲ့သဘောတရားဖြစ်သွားပြီမှန်လားပါဗျာဒီအဆင့်ရောက်ဖို့ဟာလူတိုင်းမလွယ်ဘူးဒါဖြင့်အခြေခံအသိတရားရှိဖို့ဆိုတာဘာတော့ဆိုရင်ခုနကိုချင်းစာတရားဆိုတာဒုက္ခကာမလူတိုင်းဟာချမ်းသာတာကိုမျက်နှိုးတယ်ချမ်းသာခြင်းကြတယ်ဒုက္ခပฏิကုလဆင်းရဲတာကိုယွံမုန်းကြတယ်ဆင်းရဲတာကြောက်တယ်ဒါကအလုံးတူညီတဲ့သဘောတရားပဲအဲ့ဒီလိုဖြစ်ပါရဲ့သားနဲ့လူတွေကကိုချမ်းသာဖို့အတွက်သူများကိုဘာလို့ဒုက္ခပေးကြသလဲဒါတရားနဲ့သိရအတိတရားဆိုတာအဲ့ဒါပြောတာမှန်လားပါဗျာငါချမ်းသာခြင်းနဲ့ဒုက္ခကိုယွံမုန်းတယ်ငါချမ်းသာရဲ့သားနဲ့ငါမကြိုက်တဲ့အလုပ်ကြဘာဖြစ်လို့လုပ်ချင်ရလဲဟောစဉ်းစားရမယ်တဲ့မြတ်စွာဘုရားဒါတရားအတိလို့ပြောတာเนาะဒီတရားအတိကအခြေခံအတိပဲကဲဘုရားမြတ်စွာရဲ့အကျင့်တရားတွေမှာသီလကစတယ်ဘာဖြစ်လို့တုံးဆိုမြတ်စွာဘုရားကဘယ်သူပဲဖြစ်ဖြစ်
မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်မယ်ဆိုရင်ဘာကစမလို့ဆိုရင်ကုသိုလ်တရားတွေရဲ့အစမှာနှစ်ခုရှိတယ်တဲ့တစ်ခုကကိုချင်းတရားကုသိုလ်တရားတွေရဲ့အစနံပါတ်1ကကိုချင်းတရားနံပါတ်1ကအမြင်မှန်ဟောဒီနှစ်ခုနဲ့စရမယ်အမှန်မြင်ရမယ်လို့ဆိုဘာဟိယဆိုတဲ့ယဟန်ဒီဘာဟိယကဟိုဘာဟိယဓာတုစီရိယမဟုတ်ဘူးနောက်ဘာဟိယတပါမြတ်စွာဘုရားကဟောတယ်တတ္တမတိဟတေဘာဟိယအာဓိမေဝဝိသောတေဟိကုသလေတုဓမ္မေတုဘာဟိယမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်ချင်တယ်ဆိုရင်တဲ့ကုသိုလ်တရားတွေရဲ့အစကိုမင်းပြည့်စုံအောင်လုပ်တယ်ကောစာတိကုသလနံဓမ္မနံကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲသီလင်္စသူဝိတုဒ္ဓံလုံးဝဖြူစင်တဲ့ကိုချင်းတရားကိုချင်းတရားဖြူစင်အောင်လုပ်ရမယ်တဲ့ဒါနံပါတ်1မှန်လားပါဗျာဒိဋ္ဌိစဥစုကာဖြောင့်မှန်တဲ့အမြင်ရှိရမယ်လို့ဟောဒီနှစ်ခုဟာကုသိုလ်တရားတွေရဲ့အစပဲဒီကုသိုလ်နှစ်ခုဒီနှစ်ခုမှမရှိရင်ကုသိုလ်တရားတွေစလို့မရဘူးကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေစဝင်လာတာဒီနှစ်ခုကစတာကဲကောင်းပြီမြတ်စွာဘုရားကဟောတာလေကိုချင်းတရားကစလို့ဆိုတော့ကိုချင်းတရားဆိုတာအလုံးသိကြတဲ့အတိုင်းအရေးကြီးတာကဘာလို့ဆိုရင်မနောဒုစရိုက်ကိုအသာထားအများနဲ့ဆက်ဆံတာကိုကြည့်လိုက်မယ်ဆိုရင်ကာယဒုစရိုက်နဲ့ဝစီဒုစရိုက်ကာယဒုစရိုက်4မျိုးဝစီကာယဒုစရိုက်3မျိုးနဲ့ဝစီဒုစရိုက်4မျိုးအားလုံးအဲ့ဒီ9မျိုးအခြေခံအဆင့်ကိုပြောမယ်ဆိုလို့ရှိရင်ကာယဒုစရိုက်3မျိုးဆိုတာသူများအသက်ကိုတတ်ခြင်းပါဏာတိပါဒအရိဏဒါနသူများဥစ္စာကိုခိုးခြင်းမတရားယူခြင်းကာမေတုမိစ္ဆာစာရကာမဂုဏ်တရားတွေမှာမှောက်မှောက်မှားမှားပြုကျင့်ခြင်းလို့ဆိုတယ်ဒါကကာယဒုစရိုက်3ပါးလို့ခေါ်တယ်အဲ့ဒီကာယဒုစရိုက်ကိုတရားအသိနဲ့ဆင်ခြင်ရမယ်တဲ့ဖြောက်ရမယ်တရားအသိနဲ့ဆင်ခြင်ပြီးတော့ဒီကာယဒုစရိုက်တွေကိုပယ်လှန်ပြီးတော့ကာယဒုစရိုက်ကိုကျင့်သုံးရမယ်လို့ဆိုလို့တွေးပုံတွေးနည်းကိုမြတ်စွာဘုရားပေးထားတယ်ကိုချင်းစာတဲ့အတွေးနဲ့တွေးကြည့်ပါတဲ့ပါဏာတိပါဒနဲ့ပတ်သက်ပြီးတွေးလိုက်မယ်ဆိုလို့ရှိရင်ငါဒီသေရမှာကြောက်တယ်။လူတိုင်းသေရမှာကြောက်ကြမှာကြီးပဲနော်မှန်လားပါဗျာသေရမှာကြောက်တာကြီးပဲမသေးချင်ကြသေးဘူးသူကမသေးချင်ဘူးအသက်ရှင်နေတယ်သက်ရှိတ attva တိုင်းအားလုံးဟာမသေးချင်ကြဘူးအသက်ရှင်ရှင်နေချင်ကြအသက်ရှည်ချင်ကြဒါကြောင့်မို့လို့တယောက်တယောက်ဆူတောင်းလို့ဆူပေးလို့ရှင်လေဩအသက်ရှည်ပါစေကျန်းမာပါစေနဲ့ဆူပေးကြတယ်ဘယ်သူမှအသက်တိုပါစေလို့မပြောဘူးနော်မှန်လားပါဗျာအသက်ရှည်ပါစေလူတိုင်းဟာအသက်ရှည်နေခြင်းတယ်ဒါလူတွေရဲ့ဆန္ဒကိုယ့်ရဲ့ဆန္ဒကိုကအသက်ရှင်တာကိုမျက်နှိုးတယ်သေတာကိုမုန်းတယ်တချို့များသေတာကိုအမင်္ဂလာဆိုပြီးလူကြားတဲ့စကားပြောနားတော်မထောင်ကြဘူးနော်သေတဲ့အကြောင်းလာပြောရင်တော့ဟာနမိတ်မရှိနမမရှိမပြောနဲ့တောင်ပြောလိုက်သေးတယ်နော်မှန်လားပါဗျာမသားအတုအိမ်သွားပြီးရင်ပြန်လို့ရှိရင်ကရောတင်မောနဲ့ခေါင်းလျှော်ရသေးတယ်မဟုတ်တဲ့အတွေးတွေတွေးမိလို့ပါဒါနော်မှန်လားပါဗျာတရားအသိရှိရင်ဒါတွေလုပ်ဖို့လိုသလားမလိုဘူးလားစဉ်းစားကြည့်ပေါ့မှန်လားပါဗျာအတုအိမ်သွားရင်တဏှတယ်လို့ဒီလိုယူဆကြတယ်လူတွေကအဲ့ဒါကိုပြန်ပြီးတော့သိတိတင်တယ်သို့တော့ရင်ဘတ်ထဲမှာလောဘတွေဒေါသတွေမောဟတွေရန်သူတွေကဒီထဲမှာမှန်လားပါဗျာလျှော်တာကရန်သူကိုမလျှော်ဘဲနဲ့ခေါင်းသွားလျှော်တာတလွဲသွားလုပ်နေတာမှန်လားပါဗျာခေါင်းတန်ရှင်းသွားတာနဲ့အတွင်းထဲကလောဘဒေါသမောဟတန်ရှင်းသွားမှာမဟုတ်တာပဲတန်ရှင်းပါဗျာအဲ့တော့အတုပတွေ့တယ်ဆိုလို့ရှိရင်ဩတနေ့ငါလည်းသိရအောင်မလို့စဉ်းကျင်စဉ်းစားပါလို့မြတ်စွာဘုရားကဒီလိုဟောတာမှန်ပါဗျာအဲ့လိုစဉ်းကျင်စဉ်းစားဖြင့်အသက်ရှင်နေတုန်းငါတခုကောင်းတာတွေလုံးမှာပဲဆိုတဲ့အတွေ့တွေးရမယ်ခုနကတလွဲတွေးနေတာတလွဲတွေးတာနဲ့တပြိုင်နက်တလွဲလုပ်တယ်အဲ့ဒါကိုဘာခေါ်တော့ဆိုမောဟလို့ခေါ်တာမောဟဆိုတာစာရဲပါတာမဟုတ်ဘူးစာရဲပါတဲ့မောဟမဟုတ်ဘူးကိုယ်တိုင်ကအမှန်မသိတာဟာမောဟမှန်လားပါအမှန်မသိဘူးဆိုတာအမှားသိတာအတုအိမ်သွားလို့ဒါနမိတ်မရှိနမမရှိပြန်ကြတော့ဒါကြက်တည်တွေရုပ်လာတယ်ထင်ပြီးတော့ခေါင်းလျှော်ရတာနဲ့တယောကင်မွန်းနဲ့ဘာလို့ရတာနဲ့ဟောတကယ်လျှော်ရမှာကိုယ်စိတ်ပဲနော်ဖြူစင်အောင်ထားရမှာတော့တလွဲလုံနေတယ်ဆိုတော့အကျိုးမဖြစ်ဘူးပေါ့ဒါတလွဲလုံနေရင်အကျိုးမဖြစ်ဘူးအေးကောင်းပြီတလွဲမတွေးရဘူးတဲ့မှန်မှန်ကန်ကန်တွေးရမယ်
သူကအသက်ရှင်နေတယ်မသေးခြင်းဘူးငါလည်းအသက်ရှင်နေတယ်မသေးခြင်းဘူးဒီလိုအသက်ရှင်ခြင်းမသေးခြင်းတာဖြစ်ရတဲ့ငါကသူတစ်ပါးကိုတတ်တယ်ဆိုရင်တရားပါမလားတရားပါဗျာဒီလိုစဉ်းစားပါတဲ့မြတ်စွာဘုရားဒါအတုပနာယိကဆိုတာအဲ့ဒါပြောတယ်မှန်လားပါဗျာငါအသက်ရှင်နေတယ်အသက်ရှင်နေငါကဘာဖြစ်လို့သူများကိုတတ်ရတခုချိုးကမှားရွေးတဲ့အတွေးတွေနဲ့တွေးလိုက်သေးတယ်အေးတတ္တဝါဆိုတာလူချုံမှကြွတာတဲ့ဆိုပြီးတော့တတ္တဝါဆိုတာလူချုံမှကြွတယ်ဆိုကိုလည်းတတ္တဝါပဲလေကိုလာချွတ်ရင်ဘယ်နဲ့နေလို့ခံနိုင်မှာမဟုတ်ဘူးလေကိုချွတ်ရင်မှန်လားပါဗျာသူများကြတော့ချွတ်ပေးခြင်းတယ်ဒီတတ္တဝါလေးကတတ်ခံလိုက်ရတယ်ဆို तू ကြောက်ကြောက်လန့်လန့်နဲ့စိတ်ဆင်းရဲပြီးတော့တည်သွားကြတာဆို तू ကောင်းသူကတိရောက်ဖို့ဖြစ်ပါမလားမရှိနိုင်ပါဗျာအနိကဆုံးအာသနကံကကြောက်လန့်ပြီးတော့စိုးရင်စိတ်တွေနဲ့စိတ်ဆိုးပြီးတော့ကိုယ်တတ်တဲ့လူပေါ်မှာမကြေမနက်ဖြစ်ပြီးတည်သွားတာကြီးပဲအသက်ခံရတဲ့လူတိုင်းမှန်လားပါဗျာနွားတွေတိရစ္ဆာန်တွေလည်းပဲသူတို့မပြောတတ်လို့ကိုယ်လာတတ်တယ်ဆိုရင်ဘယ်သူခံညင်မလဲမခံညင်ဘူးမဟုတ်လားမှန်လားပါဗျာမပြောတတ်တာပဲရှိတယ်မခံညင်တာချင်းတူတူပဲတရားမှာကြောက်ထားခြင်းကတော့တူတူပဲအဲ့ဒါကိုတတ်တယ်ဆိုလို့ရှိရင်ကြည့်ငါဒီတရားမှာကြောက်တယ်အသက်ရှင်ခြင်းနဲ့ဒီတတ္တဝါလေးလည်းတရားမှာကြောက်မှာပဲအသက်ရှင်ခြင်းရှာမှာပဲငါမကြိုက်တဲ့အလုပ်ပဲဖြစ်လို့သူများကိုလုပ်ရမလဲဒါတရားအတိလို့ခေါ်တယ်အတိတရားဆိုတာအဲ့ဒါဒါနကောင်းမှုတွေလုပ်ခွင့်ရတာတရားကျေးဇူးကုသိုလ်အကုသိုလ်